ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံခရိုင်မင်္ဂလာတုံမြို့နယ်ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA နဲ့မော်ဘီခရိုင်မော်ဘီမြို့နယ်ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA တို့ပူးပေါင်းပြီးကျင်းပတဲ့38ဖြာနဲ့ယဉ်ကျေးလိမ်မာတင်နန်းဖွင့်ပွဲအခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ရေစင်းအောင်ကျေးရွာအောင်ရတနာတောရကျောင်းတိုင်းမှာဧပြီလ18ရက်နေ့ကကျင်းပတာဖြစ်ပါတယ်။သတင်းပြည်တော်ကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အနေနဲ့မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များတရားတော်များကိုကလေးငယ်များငယ်ရွယ်စဉ်အချိန်ကစတင်ပြီးသိရှိလိုက်နာတတ်စေဖို့ရည်ရွယ်ကမင်္ဂလာတုံခရိုင်မင်္ဂလာတုံမြို့နယ်ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA နဲ့မော်ဘီမြို့နယ်ရှိဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA တို့ပူးပေါင်းပြီးပထမအကြိမ်38ဖြာမင်္ဂလာနဲ့ယဉ်ကျေးလိမ်မာတင်နန်းဖွင့်ပွဲအခမ်းအနားကိုကျင်းပတာဖြစ်ပါတယ်။ပထမနေ့ဒုတိယနေ့ကတော့ဦးစင်းကိုယ်တိုင်ပဲတင်ကြားပေးတာပေါ့ဦးစင်းရတယ်ဒီပန်းဖလက်တွေနဲ့အကုန်လုံးတွေဝေးပြီးတော့စာအုပ်တွေကိုလည်းဦးစင်းကိုယ်တိုင်ပဲအောင်ဆိုဝဲပြီးတော့ပေးခဲ့တယ်နောက်တော့တင်နန်းဆင်းတော့လည်းဦးစင်းတင်နန်းဆင်းအောင်လက်မှတ်လေးတွေလည်းဦးစင်းနှစ်စဉ်နှစ်တိုင်းပေးပါတယ်သူ့ဟာနဲ့သူကတော့လာပါတယ်ဒီနေ့တော့ YMBA နဲ့တွဲပြီးတော့ယဉ်ကျေးလိမ်မာဗုဒ္ဓဘာသာတင်နန်းကိုစပြီးတော့ဖွင့်တာပေါ့နော်နောက်နေတဲ့ YMBA နဲ့တွဲလက်ပြီးတော့သာသနာပြုပေးသွားမှာပါဒီစရတော်အုပ်စုတွေကဒီရေစင်တောင်ကြီးရွာပါမယ်ဒီဘက်တန်တီပင်တွေကဆိုလို့ရှိရင်ပိန်နေကုန်းပါမယ်ဒီဘက်ဒီစရတော်တွေကပါပဲဒီအိမ်ယာနဲ့ရဲဘော်ဈေးရတယ်ပါပါတယ်ဗုဒ္ဓဘာသာတွေယဉ်ကျေးလိမ်မာတင်ရခြင်းရဲ့အကျိုးရလဒ်ကတော့ဗာလဲဆိုရင်ကလေးတွေနေရာဒီကျောင်းပေးရက်မှာပေါ့ငါးရှာဖားရိုက်ကစားလိုက်တဲ့ဒီအချိန်လေးတွေကိုအချိန်ဖြုံးနေမဲ့အစားဒီလိုနေရာဒီဗုဒ္ဓဘာသာယဉ်ကျေးလိမ်မာလေးတွေကိုတင်ပေးလို့ရှိရင်ငါတို့တွေကကောင်းပါပဲအကယ်၍များဒီလိုတင်ရိုးတွေပြဋ္ဌာန်းချက်တွေအကုန်လုံးလုံးကြီးမတိတောင်ပါပဲဦးဇင်းတို့ကကုသိုလ်နဲ့အာကုသိုလ်လေးတွေကွဲသွားလို့ရှိရင်ဦးဇင်းတို့ကတော့ကျင့်တတ်ပါတယ်လို့ပြောချင်ပါတယ်ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA မှတာဝန်ရှိသူများနဲ့တင်နန်းနီးပြတူရဲ့စကားသံကိုလည်းအခုလိုပဲကြားသိရမှာဖြစ်ပါတယ်။ YMBA အသင်းကယဉ်ကျေးလိမ်မာတင်နန်းတွေကိုမျိုးနယ်တိုင်းမှာစံတာတွေဖွဲ့ပြီးတော့ဘာလို့လိုက်ဖွင့်ပါတယ်။ကလေးတွေကို38ပြာမင်္ဂလာတင်ခဲ့တာကြာပါပြီ။ဒီကနေ့အချိန်တွေကဆိုတော့ပို့ပြီးတော့အားထက်ပြီးတင်ရမယ့်အချိန်ရောက်လာပါပြီ။ဘာလို့ဒီကလေးတွေကနောက်တစ်ချိန်မှာနိုင်ငံတော်တာဝန်ယူတဲ့အချိန်မှာလိမ္မာရေးကြရှိအောင်ပေါ့အကုသိုလ်နဲ့အကုသိုလ်သိအောင်ဒုစရိုက်နဲ့သူစရိုက်သိအောင်38ပြာမင်္ဂလာရဲ့မင်္ဂလာတရားတော်တွေကိုသင်ပေးဖို့ဘာလို့ကြိုးစားပါတယ်ဒါဘာလို့ရည်မှန်းချက်ပါပဲလိမ္မာရေးခြင်းနဲ့ဆန္ဒလေးတွေပေါ့ရင်ကြီးလိမ္မာတဲ့စိတ်ကလေးတွေရှိဖို့အတွက်ကိုကျွန်တော်တို့ဒါလေးတွေအတွက်ကိုဒီလိုလာပြီးတော့အားပေးရခြင်းဖြစ်ပါတယ်မိဘကိုစကားနားထောင်တဲ့ကလေးတွေကဟိုလူမိုက်ကိုဘယ်လိုရှောင်းအောင်လုပ်တဲ့လူလိမ္မာဆိုတာဘယ်လိုဟာလဲဒါလေးတွေကသူတို့တီလေးတွေဖြစ်ဖို့အတွက်ကိုဒါဆရာဆရာမရင်းနဲ့ဆရာတော်တွေရဲ့ဥပ္ပဆောင်ရွက်ပြီးတော့ကျွန်တော်တို့ကဒါလေးတွေကိုလိုက်ပြီးသင်ပေးနေတာပါဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့မော်ဘီမျိုးနယ်မှာဖွင့်တဲ့တင်နန်းမှာတော့တင်နန်းသား60ကျော်ပါခင်ဗျ။ Grade ကနေ Grade 9 Grade 12ပါဝင်ခင်ဗျ။မော်ဘီမျိုးနယ်မှာဒါပထမဆုံးအကြိမ်ဖွင့်လိုက်တာပါခင်ဗျ။တင်နန်းကာလဒီနေ့18ရက်4လ2026ကနေပြီးတော့28ရက်4လ2026ရက်နေ့ဒီပါ10ရက်တိုင်တိုင်ကျင်းပပါခင်ဗျ။ဗုဒ္ဓရဲ့တရားတော်တွေလိုက်နာလိုက်အောင်သင်ကြားပေးရတဲ့အတွက်အရန်ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ။38ပြမင်္ဂလာကိုပဲအဓိကထားပြီးတော့သားတို့သမီးတို့ကိုသွားလိုက်လာတာစားတာတောက်တာနေတာထိုင်တာပြောတာဆိုတာအကုန်လုံးကိုပေါ့နော်မိဘပေါ်ဆက်ဆံတာအကုန်လုံးကိုယဉ်ကျေးလိမ္မာအောင်ကျမတို့ကသင်ပေးရမှာပါရှင်38ဖြာမင်္ဂလာနဲ့ယဉ်ကျေးလိမ္မာတင်နန်းများကိုနေရာဒေသအနှံ့ပြားမှာတင်ကြားပို့ချပေးခြင်းအပြင်အခုလိုနေရာဒီမှာကလေးငယ်များအချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ဖွင့်နေတင်ကြားပေးတာဖြစ်တယ်လို့သိရကဒီတင်နန်းမှာတော့တင်နန်းကာလ10ရက်တိုင်တိုင်တင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်ရှင်။